အိမ်မှာတမင်စားရတာမကောင်းလို့အပြင်မှာဝယ်စားကြည့်တဲ့အခါဆိုင်ကရောင်းတဲ့တမင်နဲ့ဟင်းဟာမင်းချက်တဲ့ဟင်းလောင်မကောင်းဘူးမင်းလောင်ကိုပေါ်ဘသူမှမကောင်းဘူးမင်းတယောက်တည်းသာကိုယ်တွေ့ကောင်းနိုင်စို့သူရှိတယ်အိတ်ထဲမှာသုံးစရာပြတ်တော့ရွှေနဲ့ကြက်လေးချုပ်တာပေါင်းတဲ့သုံးဖို့ပေးတယ်မင်းလို့ကိုယ်ပဲသူတို့လည်းမချီကြပါလားကွယ်နေထိုင်မကောင်းလို့အိမ်ရတဲ့မှာကိုယ်တယောက်နဲ့အားငယ်နေဝေယဝိသမျိုးကိုပေါ်ဘယ်သူမှပြုစုမပေးဆက်ဆံကြည့်မှာအလုံးလုံးနောင်တရလာတဲ့ဘာမဟုတ်တဲ့ပြဿနာမျိုးမှာမင်းလောက်သဘောထားမချီကြပါလားပဲအိမ်မှာတမင်စားရတာမကောင်းလို့အပြင်မှာဝယ်စားကြည့်တဲ့အခါဆိုင်ကရောင်းတဲ့တမင်နဲ့ဟင်းဟာမင်းချက်တဲ့ဟင်းလောင်မကောင်းဘူး